ဒီကစားသမားကတော့ဘောလုံးသမိုင်းမှာရုပ်အဆိုးဆုံး hat-trick သွင်းယူခဲ့တာပါပင်နယ်တီကန်ခွင့်ရတော့ကလည်းဂိုးတိုင်နဲ့အဝေးကြီးကိုကန်တင်ပြီးလွှဲချော်ခဲ့ပါသေးတယ်ဒါပေမဲ့ဒီကစားသမားက hat-trick ပြန်သွင်းပြီးအကျွေးဆက်သွားခဲ့တာပေါ့သွင်းခဲ့တဲ့ဂိုးတွေကကြည့်ရဆိုသလားဆိုရင်စိုးတာပေါ့ဒါပေမဲ့အမှားကိုပြန်ပြင်နိုင်ခဲ့တာတော့ချီးကျူးစရာပါပထမဆုံးဂိုးမှာတော့ရှေ့မှာဂိုးပေါက်လွတ်ကြီးရှိနေတာတောင်ဘောလုံးထိန်းတာညံ့လုံးလို့ပြန်မဲ့နောက်ခံလူစီအလူခံရမလို့ဖြစ်သွားခဲ့ပါတယ်မိနစ်အနည်းငယ်အကြာဒုတိယဂိုးမှာလည်းဘောလုံးကိုတေချာမထိန်နိုင်ပဲဂိုးသမားတက်တဲ့ကိုကန်ပြီးပြန်ရောတော်သေးတာကဂိုးသမားပုတ်ထုတ်လိုက်တဲ့ဘောလုံးကသူ့စီပြန်ကျလာလို့သာဒုတိယဂိုးဝင်သွားတာပါနောက်ဆုံး hat-trick ပြည့်မဲ့ဂိုးကတော့ပင်နယ်တီကနေရခဲ့တာပါပထမတစ်လုံးကိုထူးထူးဆန်းဆန်းကြီးလွဲခဲ့ပြီးတော့ဒုတိယတစ်လုံးကိုကန်ရမှာတော်တော်လေးကြောက်နေပုံရပါတယ်ဒါကြောင့်ဂိုးပေါက်အလဲတက်တဲ့ကိုပဲအတင်းကန်သွင်းလိုက်ပြီးဘောလုံးသမိုင်းမှာရုပ်ဆိုးဆုံး hat-trick ကိုအပိုင်သိမ်းသွားခဲ့ပါတော့တယ်ဘောလုံးသမားတွေဟာအနီကပ်ပြခံရမယ်ဆိုတာသိရသားနဲ့ဘာလို့ဘောလုံးကိုလက်နဲ့ထိကြတာလဲကစားသမားတွေဟာအထူးသဖြင့်ပွဲပြီးခါနီးအချိန်မျိုးမှာဘောလုံးကဂိုးထဲတန်းမတ်ဝင်တော့မယ်ဆိုရင်အခုလိုလှုပ်လေးရှိကြပါတယ်ဂိုးအသွင်းခံရမယ်အစားပင်နယ်တီပေးလိုက်တာကပိုကောင်းတယ်လို့တွေးကြတာပါသူတို့အနီကပ်ပြပြီးထုတ်ပယ်ခံရမယ်ဆိုတာသိပေမဲ့ပင်နယ်တီကနေဂိုးမဝင်ပဲလွဲချော်သွားနိုင်ခြေကလည်းမြင့်မားနေတာကိုဒါကြောင့်တချို့အချိန်တွေမှာအဲ့ဒီလိုစွန့်စားပြီးဆုံးဖြတ်လိုက်တာကပဲပွဲကိုကဲတင်သွားနိုင်ခဲ့တာမျိုးဖြစ်လာတတ်ပါတယ်